အားလုံးပဲမင်္ဂလာပါเนาะစာတာစစ်ဆရာမလေးမပါပါเนาะဒီနေ့မှာတော့ကျမ Valentine Day လဲနီးနေပြီဆိုတော့ relationship couple တွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးစရာလေးတွေရှိရယ်เนาะဒီနေ့ topic လေးကတော့လေခဏ break up လုပ်ခံရတဲ့အမျိုးသမီးနဲ့အမျိုးသားကောင်းလေးတွေနဲ့တွေ့တဲ့အခါမှာเนาะဘာတွေဖြစ်တတ်လဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အတူတူလေးမျှဝေပေးသွားမယ်เนาะခဏ break up ဖြစ်နေတဲ့အမျိုးသမီးတယောက်က तू က insecure သူ့မှာစိတ်မလုံခြုံမှုတွေရှိရယ်သူ့ရဲ့ trauma တွေရှိရယ်သူရင်ဆိုင်ခဲ့ရတဲ့ဘဝတစ်လျှောက်လုံးမှာဖြတ်သန်းခဲ့ရတဲ့ trauma တွေရယ် dark side တွေရယ် share တွေရယ်အဲ့လိုရှိလာတယ်ရှိတဲ့အခါမှာတကယ်စစ်မှန်တဲ့အမျိုးသားကောင်းလဲဝင်လာတဲ့အခါမှာသူ့မှာလက်ခံနိုင်တဲ့ container ပေါ့နော်ချစ်ချင်းမြတ်တာကိုလက်ခံနိုင်တဲ့ receiving power အားကောင်းတဲ့ container တစ်လုံးသူ့မှာအဆင်သင့်မရှိဘူးသူ့ရဲ့နှလုံးသား chakra မှာပေါ့နော်ကျမတို့ရဲ့ဒီရင်ညွတ်တက်အိမ်မှာပေါ့ဘာလို့လဲဆိုတော့စဉ်းစားကြည့်လေပူဆွေးတယ်ဝမ်းနေတယ်တောကတွေဖြစ်တယ်ဆိုလို့ရှိရင်ဒီ heart မှာပဲလာထိကြတာလေဒီနှလုံးသားလေးရပဲနာကျင်ရတယ်ဒဏ်ရာတွေရတယ်နော်တခါတလေအသက်ရှူမဝဖြစ်တတ်တယ်လေအသက်ရှူလို့မရဘူးဘာလို့လဲဆိုတော့မွန်းကျက်နေတဲ့စိတ်တွေကအဲ့ဒါတွေကဘာလဲဆိုတော့ဒဏ်ရာရထားတဲ့အမျိုးသမီးလေးတွေပေါ့အဲ့မှာစပြီနော်အမျိုးသားကောင်းလဲလာတီကြီးခန့်ညားပြီးတော့လေးစားစရာကောင်းပြီးတော့တကယ်ကိုလူကြီးလူကောင်းတကယ်ချစ်တတ်တဲ့အမျိုးသားလဲလာအဲ့အမျိုးသမီးမှာသူ့မှာ ready မဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာစိတ်ဓာတ်ရတပုံတပင်နဲ့ရထားတာနော်အဲ့တော့တခါတလေကြလို့ရှိရင်ကျမကိုလာမေးတာရှိတယ်မကြီးကျမ relationship တရားလေးခဏကျမ break up တွေဖြစ်တယ်ဆိုလို့ရှိရင်ကြံပေးတာနော်ကိုကနောက်ထပ်တစ်ယောက်အနေနဲ့ကိုပြန်ကြည့်ဖို့တော့လိုတယ်ကိုဘာတွေများလိုအပ်နေလဲကိုဘာတွေများမှောင်းရင်းနေလဲနော်ချစ်ချင်းမြတ်တာဆိုတာတကယ်တော့လက်ခံယူဖို့အစင်သင့်မဖြစ်တဲ့ဒီကိုယ့်ရဲ့နှလုံးသားမှာ receiving power အားကောင်းတဲ့ container လေးတစ်လုံးလုံးဖွင့်မထားလို့ရှိလို့ရှင်အရာပိတ်ဆို့နေလို့ရှိလို့ရှင်ကိုကလည်းဘယ်တော့မှလက်ခံယူနိုင်မှာမဟုတ်ဘူးเนาะဒီတော့အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့လေ mirror reflection လို့ခေါ်တယ်ဒီလား mirror reflection ဆိုတော့ကိုယ့်ရဲ့ partner ကိုကကြည့်ပြီးတော့လေကိုမကြိုက်တဲ့ပုံကြီးဖြစ်နေတာဘာဖြစ်လို့လဲဆိုတော့ကိုကအဲ့လိုပုံစံကြီးဖြစ်နေတာလေเนาะနားလည်မလားတော့မသိဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ partner ဘာမှမလုပ်ဘူးသူ့ဘာသူပဲနေတာသူ့ရဲ့ပုံစံနဲ့သူ့ရဲ့ဖြစ်တည်မှုသူ့ရဲ့အစစ်အမှန်ပုံစံနဲ့နေတာကိုကဘာဖြစ်လို့လဲဆိုတော့သူ့ကိုထိန်းချုပ်ဖို့ကြိုးစားခြင်းနဲ့သူ့ကိုပြောင်းလဲဖို့ကြိုးစားခြင်းနဲ့ဒါတော့ကျမတို့လူတိုင်းမှာပြုပြင်ပြောင်းလဲပိုင်ခွင့်သူ့ကိုမှမရှိဘူးကိုယ့်ရဲ့ပုံစံအစစ်အမှန်နဲ့ပဲနေထိုင်ကြတာများတယ်အခုကျမဆိုလို့ရှိရင်ကျမပုံစံဒီတိုင်းပဲကျမရဲ့ပုံစံကဒီလိုပဲကျမသူများပုံစံကိုအတူသွားခုတ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျမသူများပုံစံကိုအတူသွားခုတ်လို့ဆိုလို့ရှိရင်ကျမရဲ့ version ပြတ်သွားတယ်ဒီလိုပဲလူတိုင်းမှာသူ့ရဲ့ unique တွေနဲ့သူ့ရဲ့ဖြစ်တည်မှုတွေသူ့ရဲ့ပုံစံတွေရှိတယ်သူ့ရဲ့အစစ်အမှန်ပုံစံတွေရှိတယ်အဲ့ဒါကိုကိုပုံစံမဟုတ်ဘဲနဲ့သွားပြီးတော့copy ယူလိုက်တယ်ချပြလိုက်တယ်ဒါမျိုးဆိုလို့ရှိလို့ရှင်ကျမတို့တက်တာလည်းမဖြစ်ဘူးเนาะဘဝမှာဒီတော့အကောင်းဆုံးကကိုယ့်ရဲ့ပုံစံအစစ်အမှန်နဲ့ဘဝမှာနေထိုင်သွားတတ်ဖို့ပဲလိုတယ်ဒီတော့ဒီအကြောင်းအရာလေးကဘာလေးကို message ပေးခြင်းလဲဆိုတော့လူတိုင်းကို control လုပ်ဖို့မကြိုးစားပါနဲ့လူတိုင်းကိုထိန်းချုပ်ဖို့မကြိုးစားပါနဲ့သူ့ရဲ့ဖြစ်တည်မှုတွေကိုယ့်ရဲ့ partner ကိုယ့်ရဲ့အိမ်အောင်ဘက်ဖြစ်တည်မှုတွေလက်ခံနိုင်အောင်ပဲကြိုးစားပါเนาะပြုပြင်ပြောင်းလဲလို့မရပါဘူးကိုလိုချင်တဲ့အတိုင်းထိန်းချုပ်လို့လည်းမရပါဘူးเนาะအဲ့တော့ကိုဒီ accept လုပ်ဖို့ပဲကြိုးစားရမှာเนาะကိုသူ့ရဲ့ပုံစံလေးအတိုင်းပဲကိုကလက်ခံနိုင်မလားကိုယ့်ရဲ့ပုံစံအတိုင်းပဲကို तू ကလက်ခံနိုင်မလားဆိုတော့ relationship couple တွေအတွက်ကဒါအရေးကြီးဆုံးအချက်တွေပဲဖြစ်ပါတယ်เนาะဒီတော့မိသူ့ကိုမှကျမတို့ထိန်းချုပ်လို့မရပါဘူးပြုပြင်ပြောင်းလဲလို့မရပါဘူးကျမတို့ accept လုပ်ဖို့ပဲလက်ခံပါတယ်เนาะ accept လုပ်ဖို့ပဲလိုပါတယ်ကဲဒီတော့ Valentine လေးလည်းနီးနေပြီเนาะချီရဲ့အိမ်အောင်ကြီးမှာကန်ကောင်းတဲ့အမျိုးသမီးလေးဒီမန့်လေးတွေရဲ့အောက်မှာเนาะရေးပေးသွားဖို့ဖိတ်ခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့ energy ကိုကူးဆက်အောင်လို့เนาะကျမဘဝမှာလည်းတောက်လျှောက်ဒီလိုမျိုးတွေဒီဖြစ်ခဲ့တယ်ခံစားခဲ့ရတယ်တကယ်တမ်းဒီလိုမျိုးလေးစားရတဲ့ partner ညနိုးရတဲ့ partner လည်းရောက်လာတော့ကျမ receiving power မကောင်းတဲ့အချိန်တွေเนาะဖြစ်ခဲ့တယ်ဒါပေမဲ့ကျမအရန်ကန်ကောင်းတယ်ကျမရဲ့ partner ကကျမကို
လက်မလွတ်ဘူးပေါ့နော်ဒီနေ့ဒီအချိန်ထိနော်ဘလောက်ပဲကျမ dark side တွေကျမ share တွေကျမရဲ့ emotional တွေစိတ်ခံစားချက်တွေတက်လာတိုင်းကျမတို့ကျမ partner က feeling တနေရာကနေပြီးတော့မှလုပ်ပေးတယ်ဒီနေ့ထိရမ်းကျေးဇူးတင်တယ်ကျမရဲ့လူမျိုးသား partner ကိုဒီကနေပြီးတော့ပဲရမ်းကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့နော် relationship ကာလမှာကျမရဲ့ဖြစ်တည်မှုတွေကိုလက်ခံပြီးတော့ကျမကိုအကောင်းဆုံး support တွေပေးတယ်နော်ရမ်းဝမ်းသာပျော်ရွှင်ရတယ်အဲ့လိုမျိုး partner ကောင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နောက်ဗီဒီယိုမှာတွေ့ကြရအောင်နော်တတား